ဒီပဲများဒီနေ့မှဆုံးပြီးစိတ်ချမ်းသာလေးကိုချမ်းသာတဲ့ပြည်သူပါစေစိတ်ဓာတ်ဒုက္ခကာယဒုက္ခအထာသောချမ်းသာခြင်းဒုက္ခအပေါင်းနဲ့ပြည့်စုံပြီးတော့မရှိစကားမကြားရမတောင်းတပါစေနဲ့တဲ့ဒီမှာလည်းအေးချမ်းပျော်ရွှင်စွာကာယချမ်းမြေဒီတော်စုပေါ်တွေပိုင်ဆိုင်ပြီးတော့စီးပွားများဒီလမ်းဆက်တက်ပါစေလို့ကျွန်တော်ရဲ့မြို့မှာဘုရားကလည်းဆုတောင်းနေတာမျိုးပို့သလိုက်ရပါတယ်